Ananda Ngavago Shikova Ipya Udoni Chalaja Daya Atamfane Dagari le no akama Pony Daya Sa Pido Take point nine D Ananda Ngava Shikura li pa on Zatopian Saromes when Pony Nanda Ngava Shikura who take any valley. Duro Malekudo Leia won't what Searagari Rivabe. Pony de Vina, a good team model let him out than La Pane. Diane Bido, Tao you widow. Nearly my country, they are shivare. Hey, that will see the Dovia, Ananda Ngava let Ochi, she called Biba the pen, she Vaima Diana Visa. A Lupe the tip shit so that Salam Josa Hobamia. Pega di she Vaima Badia Valley. And Lupe the tip shit. The charm Hobago. Kataba Haya Leteka, a lone senior Luigi, a John Homelow. Kataba Meso Haya Leteka. Baya Lalo Kore, she knew Rojima. Mahadoka, so that Luigi Yashi. Mahasura Ajiji, Amiaji, Doka, so that senior. Senior Ludemaro, where does they champion Yaya Lubo? No, me on Senior Lumashi, who died of Mahadoka. Mayale Javia Nolet, the late dance of the Chandare and net 12 Maya. Two Senior Lemaya, oh, Mahadone, the late dance. Lilo de Mahadoka Valoya, Tinkoya, Tinkoya, Timpoya, Dunyaki. The late Daga Mount Tonya, Sambiaya. Either you see a loaded la Chanda Loni. Camaro down Yoga, Dajine, needed the Terry Lucian, where Tinque Sambiali. Or Senya or Tinque Sambiaya. Bello ABC, Senya Vimelo, same as here as an imona. Either you do not say Senya. Where say Lim, don't limpida, Maya Pida Mataja. Yaujari, ain't no Shimima, Lino Court. Hoga Vidariva, Many Lavavi. Ain't no Shimima, Yaujari, Maya Lukoya. Can lay a cocaneluji, Nene Mejia. The Garo, Camaro, Mimariga, Valulo, Lane Coda Valley. Limo link Corabe Matan Coco link Corabalo Comamati Venue, my pony Lula Lama Alwin and Nana Lulaya. Atarata Sita Haza Peto Alati Tamate Titi Lingo Wijo. Atarata Mimi Mayai Satan Sego Haga Pedon Chilin Shimbia Zinga Alati Tamateti Sonai Iti Tojang Lilo Kodi Make Todo Leviome Maya Seiko Jilin on Pandita Linkovarevia Dagaro Camaro Babulo Linkovale Kiame Maya Seiko Jilin on Pandita Linkovarevia A column here, Babulo Linkovale We are heavy viola. Now, Bansu Buru Buruna. A son of Twella, Mayate go Gile Malova Buru Badaji. Chili Mayase go Gile on Pandita Linkova, Babulo Linkoro. Hi, Mammy Dog. I yet don't name a pay name as Mayase Gilema. Where Gillen Lake?
ဒါပြည့်သူ့ဘယ်နဲ့ခေါ်မလင်းပေါ့လင်းမဟုတ်ဘူးပေါ့လင်းမပြီးသားဘူးပေါ့ကဲတရားနာပရိသတ်ကြီးမေးရအောင်မယ်ရှင်းလို့ခင်လို့ယူထားတဲ့သာမယာကျွဲရိုက်နွားရိုက်လှိမ့်ရိုက်နေရင်မရစိတ်ကြည်လင်မကြည်လင်ပါဗျာဘယ်ကြည်လင်လိမ့်ဒါတချို့ကတောင်ပြောမြောက်ပြောနေမင်းအယိုးခွဲအောင်ရိုက်မှာအသေးဆွဲအောင်ချစ်တာတောင်ပြောမြောက်ပြောနေအယိုးခွဲအောင်ရိုက်ဝေယုံရှိဘယ်သေးရသွားဆွဲမလို့ပါနဲ့သူများမြောက်ပေးတာတချို့ယောက်ျားတွေကပြောသေးတယ်မယားနဲ့နွားမသနာနဲ့ချစ်လို့ယူတယ်လေပြောရဲ့မယားနဲ့နွားမသနာနဲ့ယောက်ျားတွေကဒီလိုပြောတယ်လေမိန်းမတွေကဘာပြန်ပြောတယ်ဒီကောင်ကြီးတော့အေးတယ်ငါနဲ့ရမှခိုင်းစားလိုက်ရအောင်အဲလူလည်းမယားနွားလည်းမယားဖြစ်ကြည့်ရှုလည်းပြောပါမှာပေါ့ဒါကြောင့်မယားရဲ့စိတ်ကိုကြည်လျောင်ဖန်တီးတဲ့လူလင်ခေါ်သည်မှတ်ခဲ့မိန်းမတွေကြတော့မယားလို့ခေါ်သည်ဘာဖြစ်လို့မယားခေါ်ပါလဲယားကိုမယားလို့တော့မလုပ်လိုက်နဲ့သမိတ်ခုံမဲ့ဘုန်းကြီးသွားဟောတယ်ဒကမတွေဘာဖြစ်လို့မယားခေါ်တော့ဆိုမိန်းမတယောက်ကမှန်လားပါကောက်ဝေးလို့ပါပေါ့ပေါ့ရှာရှာလူဖို့ပြောတတ်မစိုးပါဘူးကုတ်ပေးလည်းပဲရတော့မယားခေါ်ပုံလေးဝိဇ္ဇုလုပ်ပြမယ်နားထောင်ကြည့်တက္ကတာမိကံမာယာယတိပိယယတိမာယာပေတိပိယပေတိတိမယာဝိဇ္ဇုလုပ်တက္ကတာမိကံမိမိရဲ့လင်ကိုမာယာယတိပိယယတိကိုကလည်းချစ်တတ်၏မှတ်သွားဒကမပိုင်းကမှတ်သွားကိုကလည်းချစ်တယ်ကိုချစ်ရုံနဲ့ပြီးမလားလို့ဆိုတော့မပြီးသေးဘူးတဲ့ရုပ်မာယာပေတိပိယပေတိကိုလည်းလင်ကပြန်ချစ်အောင်လုပ်တတ်၏လွယ်တဲ့လုံးမဟုတ်ဘူးမိမဖြစ်ရတာမှတ်သွားမာယာပေတိပိယပေတိကိုလည်းပြန်ချစ်အောင်လုပ်တတ်၏ဣတိထို့ကြောင့်မယားလို့ခေါ်သည်မယားကြတော့မယားပဲထပ်မဖွင့်နဲ့မရဖို့သူတော်ဝိဇ္ဇုလုပ်တယ်လို့ပေါ့ကဟပတံလမ္မတိတိဖော်သူတို့တဲ့ပြုတ်ပါအရေးကြီးတာကိုကဟပတံချက်ကိုလမ္မတိလွယ်တိုင်းဣတိတသမထို့ကြောင့်ဖော်သူတို့ရတော့ဖို့သူတော်ဝိဇ္ဇုလေဒါကြောင့်မယားကြတော့မယားပဲပေါ့ဘာဖြစ်လို့မယားခေါ်တယ်လဲမင်းရဲ့လင်ကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မယားလို့ခေါ်တယ်မှတ်ခဲ့လင်ကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်လို့မယားလို့ခေါ်ပါတယ်ဗျာဖြည်းဖြည်းလေးဖြည့်တာဘာဖြစ်လို့မယားခေါ်ပါလိမ့်တပည့်ရဲ့ရှက်စရာမဟုတ်ဘူးဟဲ့ဒါတရားရှက်စရာမဟုတ်ဘူးဟိုလူပြက်တွေမောင်နဲ့နှမသားနဲ့မိမကြောက်ဘူးမနာတာတွေကြတော့ဗဇာကြီးဟာလို့ချင်းဝင်မကြောက်ဘူးတို့ဒီအတိုင်းရှက်စရာမဟုတ်ဖြည့်ဟဲ့ငါဖြည့်မကျင်နဲ့ဘာဖြစ်လို့မယားခေါ်တယ်လဲမေးရင်မှတ်ထားတာနောက်ကတကမတွေရောအကုန်လုံးလင်ကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မယားလို့ခေါ်ပါတယ်ဖြည့်ကြည့်တာမစားကောင်းတဲ့အသီးကြဟုတ်တယ်ကွာမဆိုရင်တော့ကျေနပ်မှာမဟုတ်ကဲဆိုစမ်းအကုန်လုံးလင်ကိုကလည်းချစ်တတ်တယ်ဆိုလိုက်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မယားလို့ခေါ်ပါတယ်ဖရာဘာရနိုင်ကြီးသူတို့ဒီခိုင်းတော့မသွားဘူးရှင်းဆောင်ရှိမှာဒါကြောင့်လင်းကိုကချစ်တတ်လွယ်တယ်ဒကမတွေကိုပြန်ချစ်အောင်လုပ်ဖို့မိမတိုင်းမတတ်ဘူးနော်ရှားရှိတယ်လည်းမောင်းမင်းနဲ့နည်းနည်းရှိလိုက်ရအောင်ကိုကချစ်တတ်လွယ်တာပေါ့ကိုပြန်ချစ်အောင်လုပ်ဖို့မလွယ်ဘူးကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာမိမတွေကိုဘုရားကိုယ်တော်တိုင်ဟောထားပါတယ်အားအကောင်းဆုံးနဲ့
လုံနည်းတွေရှိဘုန်းကြီးပြောခဲ့ဘုရားပေးတဲ့နည်းဗါတဲ့ဗလာတိဗလမိတ်ချီရောတဲ့အားရကအားရမိမအားကောင်းဆုံးတဲ့မိမအားကောင်းတယ်ဆိုလို့သူများနှစ်ကိုယ်စာလောက်ဝတာမှမနေနဲ့လင်းနဲ့ရောက်ခမခံတတ်တာတပည့်တော်တို့ရှုံးမပေးဘူးဆိုတာအားကောင်းတယ်မမှတ်နဲ့မဟုတ်ဘူးမိမအားဘယ်မှာရှိဟုတ်တယ်ဟဲ့မကြီးနဲ့ဟုတ်တယ်မိမအားနှုတ်ဖြားမှာရှိတယ်ဘေးကကြီးမိမအားဘယ်မှာရှိနှုတ်ဖြားမှာပါးစပ်မှာဒူးဒူးပဲနှုတ်ချိုတော့ရှို့တပါးတဲ့ရှင်းရှင်းငန်းငန်းပြောတတ်ပါစီရှင်းရှင်းငန်းငန်းပြောတတ်ပါစီခမည်းတော်ပြောရင်ရပါတယ်ဒီလူကြီးတွေကဟုတ်တယ်မိမပြောရင်ရတယ်ကျောင်းကဘုန်းကြီးတွေစကားကြအလွန်ကြီးထူတဲ့လူတခါကြီးမနေ့4 နာရီလောက်လဲကောက်ခဲ့နော်ကျွတ်တို့တော်ဒေသလူသွားစရာရှိလို့4 နာရီလောက်လဲကောက်ခဲ့နော်ဘာပြောတော့အခုတော့ဆောင်းနေချမ်းချမ်းလင်းမသွားပြီရောဘုန်းကြီးတွေကြကြီးထူကိုင်ဒကမတွေကသာပြောကြည့်တော့မနေ့4 နာရီတော့မဟုတ်ဘူးနိုင်ပြန်တစ်ချက်လောက်ထသွားရမှာနော်သူဘာပြောလဲအေးကွာတဲ့ငါမနှိုးလဲနှိုးပေါ်တယ်ကိုင်သူတို့ချင်းကြကိုင်ဘူးလားဗျာဘုန်းကြီးကြကြီးထူတယ်ဒါကြောင့်တရားနာပရိသတ်ကြီးဒီလူကြီးတွေကဟောဒကမတွေခိုင်းစားတတ်ရင်အလွန်လွယ်သဗျာဒါကြောင့်ကိုပြန်ချင်းအောင်လုပ်တဲ့နေရာမှာနှုတ်ဖြားကဟောဒီပါဇက်ကလေးကိုအားကိုသုံးတတ်ပါစေဒီပြဟာမကြီးနဲ့ကိုပါရင်နဲ့မမိုးကြီးကိုပါရင်ဒေါသကြီးတဲ့မမိုးပြောကောင်းဘလောက်ဒေါသကြီးမမိုးသေးသာသွားတစ်ချက်မှရိုက်မခံရဘယ်ရိုက်ခံရလဲကိုပါရင်ရိုးရိုးခင်ဗျားတို့လို့ဆိုကိုပါရင်ခေါ်မှာပေါ့ဟုတ်ဘူးဗျဟိုကခေါ်လိုက်ကြတဲ့ကွာကိုပါရင်ရိုက်မဲ့လူကြီးတွန့်သွားခေါ်ပုံကြည့်လေကိုပါရင်ဘယ်ရိုက်ဖြစ်လိမ့်ဒါကြောင့်တရားနာပရိသတ်ကြီးမမိုးတို့များသမင်းချက်ပြင်းရင်ကိုပါရင်အချက်ခိုင်းစားခဲ့သမင်းချက်ချင်းရောက်ရင်ကလေးချီပြီလူလေးဆင်းလေသမင်းချက်ရအောင်သားရဲ့ဆင်းလေသားရဲ့ပါဇက်ကသာဆင်းလေပြောတယ်လက်ကဘိုက်စိတ်ကလေးကကော့ထုံးကိုတော့ကိုပါရင်ကြည်စမ်းတော်သားအကျင့်ခါပေါ်ချလို့မရဘူးငါသမင်းချက်အောင်ဆင်းလေသားရဲ့ဘိုက်စိတ်ကလေးကငိုတော့ကိုပါရင်နဲ့တော်သားကတော့ခါပေါ်ကမဆင်းဘူးတဲ့သမင်းအိုးတလုံးကိုဖာကိုချက်လိုက်တော့ဟိုလူကြီးကချက်ချတယ်ဒီမှာကွာတဲ့အမေခိန်တဲ့သားငါချီမရဘူးခါတဲ့အမေခါဘောကဆင်းကျင်တာမဟုတ်ချက်မယ်ဆိုပြီးထမင်းကိုချက်ကိုပါရင်နဲ့မြုပ်စည်းပြီးဖြစ်နေမယ်နော်တဲ့ရောင်းမနဲ့မှွေပေးလိုက်အောင်ခိုင်းတတ်တယ်နော်ကိုပါရင်နဲ့အလောတော်ရင်ချတော့လေးတဲ့တော့ကြပြော့ကုန်မယ်ဘလို့ဟာတွေပါလေတောင်သွေးမြောက်သွေးတော့မရောက်ထမင်းရောပေါ်ကြာကြာထားကြည့်ပါလားထမင်းနဲ့ဖြစ်ကုန်ပါပေါ့ဒီတော့ငါမသိဘူးတဲ့ငါမသိဘူးဆိုတော့ရောင်းမလေးနဲ့ကော်ပေးသားနဲ့ကော်ပေးသားဆိုတော့ရောင်းမလေးနဲ့ကော်ပြီးတော့သူကထမင်းစီလေးလက်နဲ့စမ်းရပြီတခြားတော့အဲ့ဒါနဲ့ထမင်းအိုးကြီးချထမင်းရောငှဲ့တော့ဗာပြောတော့ကိုယ်ရင်ကြည့်လို့တော့တဲ့လက်မရဘူးလောင်မယ်တက္ကမတွေမှတ်ထားလင်ခိုင်းစားပြီမဲ့လို့ပြည့်မထားနဲ့အနာနာကနေအားပေးရတယ်နှုတ်ဖြားကိုယ်ပါဇက်ကိုသုံးတတ်ရတော့ထမင်းကိုချက်ပြီးတော့သားတယ်တဲ့မင်းအဖေထမင်းတစ်လုံးတောင်ကျက်ပြီးခင်းချက်ဖို့ကတော့အမေမဖြစ်ပါတဲ့အပေါ်အငံကအစအမေတို့ကတော့လေရောင်းမလေးခင်းဦးတယ်ဇွန်းလေးခင်းဦးတယ်မှုရပြီးတော့နမ်းကြည့်လိုက်ရင်အမွှေ့နဲ့အပေါ်အလေးပြီးတာသားရဲ့မင်းဖေကြီးကြတော့မြည်ကြည့်တာတောင်မှကွန်းကစားထားလို့ရှားကြီးထူးနေလို့အလေးအပေါ်သိမှမဟုတ်ဘူးအမေချက်မှဖြစ်မှဆင်းဆိုပြီးကလေးဘိုက်စိတ်ကလေးကတော့ကိုင်ကိုပါရင်နဲ့ဒီနေ့တော့ဖခင်အဖေကိုနှိမ့်ဆက်မဲ့သားပဲတဲ့တော်သားခါဘောကမဆင်းဘူးကျကိုကြိုက်တတ်တဲ့ကျဟင်္ဂါဒီလေးချိချုပ်ပြီးချက်လိုက်တော့ကိုင်ကျဟင်္ဂါဒီတစ်ခွက်နောက်တစ်ခွက်ဟင်းသုံးခွက်ကျက်တော့ကိုင်ကိုပါရင်နဲ့ဆေးတော့တဲ့ခုခပ်ပြီးစားတော့ပြီးမမိုးလက်သာသုတ်ပြီးတယ်ဘာမှမလုပ်လိုက်ရဘဲနဲ့ကိုပါရင်နဲ့ကိစ္စပြီးတယ်ဒါကြောင့်တရားနာပရိသတ်ကြီးဟောဒီလူကြီးတွေတက္ကမတွေခိုင်းစားရရင်အလွန်လွယ်ပါသည်
ဒါကြောင့်ကြည့်လေတရားနာပိဋကမရလင်းကိုကချစ်ရုံနဲ့မကကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာနှုတ်ဖြားကိုအားသုံးတတ်ပါစေလို့ဘုန်းကြီးကနီးပေးတာပါလင်မယားတဲ့အောင်လည်းဟောရလင်မယားအရှင်ပြေအောင်လည်းဟောရဟောလို့မဖြစ်ဘူးလင်မယားအရှင်ပြေမှာဘုန်းကြီးတွေနှခမ်းကစီစိုးမှာလင်မယားသနေတဲ့အိမ်ဆုံးသွားရဘယ်ဖြစ်လိမ့်ကျုပ်လင်မယားတတ်တဲ့အိမ်လိုက်မသိလို့မန္တလေးတုန်းကသွားရတကြုတ်ပါဘုန်းကြီးကပြောတယ်ဟဲ့ကိုတော်လေးဆွန့်ရနေတယ်တဲ့နင်တို့လည်းဟဲ့မကြောက်ဘူးမနာတာတွေတဲ့ဘုန်းကြီးမှမြင်ရလားလို့ဆိုတော့ဘာပြောတော့ဒေါသဖြစ်နေတော့ဒေါသောအထာဏဇာနာတိအကြောင်းကျိုးဘာမှမသိဘူးဟဲ့ဘုန်းကြီးမကားလို့ဘာဖြစ်ကျုပ်ခါတုတ်လေးရတယ်ဒါကြောင့်ငါပါရကြည့်ရဲ့ပါတောင်သွားပါပြီဒါကြောင့်တရားနာပိဋကကြီးလင်မယားတဲ့မှာဒီသာသနာကြီးကိုလည်းကြည်ညိုနိုင်ပြီးလှူလို့ဖြစ်သည်စိတ်ထားသဘောထားညီမျှသည်ကြည်အခုလင်ပိသမယားပိသကြတော့လေတရားနာပိဋကပြည့်စည်ဆင်းရဲတော့လည်းမဟာဒုတ်တုဇနီးမောင်နှံစိတ်မဆင်းရဲကြဘူးပေါ့ဒီလိုစိတ်မဆင်းရဲပဲနဲ့နေပြီးတော့လာခဲ့ရဒီကနေ့တရားနာပိဋကလင်မယားထမင်းစားကြဒူးလေးတုတ်ကျွေးပြောခဲ့လှပါပြီဒါလေးဒူးလေးတုတ်ကျွေးဟင်းကမကောင်းဘူးအော်ကိုမဟာဒုတ်ငါလိုဆင်းရဲသမားရလို့သူဒုက္ခဖြစ်ရရှာတယ်ပစ္စံရှိတဲ့တထေသမီးရရဲ့သူတိုက်ကြီးပေါ်မှာနေရမှာမယားကလင်ကိုတနာလင်ကလည်းဒလိတာငါလိုဆင်းရဲသာရလို့သာပေါ့ငါလိုထင်းခွဲသမားရလို့သာပေါ့ဘုန်းကြီးလူတွေရတောင်မင်းတလောက်ဆင်းရဲမှာမဟုတ်ဘူးပြောရသေးတာကိုဗျတထေတန်ရရင်မင်းတိုက်ကြီးပေါ်ပန်ကန်းအောင်နေရမှာတယောက်နဲ့တယောက်အဲ့ဒါလို့တယောက်နဲ့တယောက်တနာပြီးတော့မယားလို့သူကဟင်းကောင်းနဲ့မကျွေးနိုင်တော့မျက်ရည်ကျအော်ငါမျက်နှာကြည့်ပြီးမျက်ရည်ကျဟင်းကောင်းနဲ့မကျွေးနိုင်ရှာလို့ဘိုက်ချဲဝင်ကြည့်တယ်လို့သိတယ်လင်ကောင်းမယားကောင်းဒီတော့တချင်းလေးနဲ့ပေါ့ဗျာအားပေးမိမကိုလိုင်းကြောင်းပေးဘူးမနဲ့ရွှေဖယုံငယ်မသေးယုံကြိုးတဲမေးရကြပါလိမ့်နဲ့ပေါ့ဗျာအဲ့ဒါလို့ဆိုလိုက်တော့နှမရေအာတင့်ကွယ်စီးပွားရေးဆိုတာမြတ်ပြစ်တယ်လို့မသွားဘူးရေလိုက်လို့နေကြီးမြင့်ကြီးကွယ်ဒီကနေ့ဆင်းရဲပေမဲ့လို့နှစ်ဖြစ်ကတစ်ထစ်ဖြစ်နိုင်တယ်ဒီကနေ့တစ်ထစ်ပေမဲ့လို့လေကမ္မခိုင်တန်တိုင်းအိမ်ဆောက်တော့လေကံမောက်လျင်ကျူတတ်ပါtheကွယ်နှမရေအာမလျှော့နဲ့တနေ့ချမ်းသာရမပေါ့နဲ့တချင်းလေးဆိုအားပေးလိုက်တော့မဲကိုမဟာဒုက္ခဒီလိုဆိုတော့လေအတန်ကောင်းသားပဲပြုံးလားမြင့်ရကြတဲ့မယားပြုံးလားမှတ်ထားနော်မယားစိတ်ကြည်လင်အောင်လုပ်တတ်ရတဲ့တကားတို့ဒါပေတိပြောမဲ့သာပြောရတာခုခေတ်မိန်းမတွေထမင်းစားရင်မျက်ရည်သွားမကြနဲ့ကြုတ်တာပေါ်မကင်းဘူးဟုတ်တယ်လေမျက်ရည်ကြတာစိတ်ချမ်းသာအောင်မလုပ်တဲ့ပြင်ဘာပြောမဲ့ထင်လို့စားရင်တော့ရင်ဒါပဲလင်းငယ်လုံးလို့ငိုတာတော့အတွက်ခွက်ကြမဲ့လူတွေလို့ဆိုမှကိုင်းကြည့်ဒီလိုနဲ့ထမင်းစားပြီးတော့မဟာဒုကြီးထင်းပေါက်ထွက်သွားတော့ပေါ့ဗျာထင်းခွဲထွက်သွားလာလူအုပ်ကြီးတွေ့ဟာနဲတဲ့လူတွေမဟုတ်ဘူးဟာဒီလူတွေဘာလို့ကြားတာပါလိမ့်မလဲခြေပြားလေးထောက်ကြည့်လူတော်တဲ့ကရင်ဆင်းရဲတယ်ဗျဆင်းရဲတော့လူတော်တဲ့မဝင်ရဲဘူးပေါ့လူမာဝတ်တောင်းမှအကွတ်တဲ့အစိုးလေးကစုပ်တဲ့ထဲပြတ်တဲ့ထဲနွန်းတာလေးဝတ်သွားခြေပြားလေးထောက်ကြည့်ဆင်းရဲမကောင်းဘူးနော်လူတော်တဲ့မဝင်ရဲဘူးဗျချမ်းသာအောင်လုပ်ကြပြေးသားကြီးဆင်းရဲရင်ကောင်းရဲ့ကောင်းပါဗျာဈေးဆိုင်တန်ချောင်းခေါက်လို့သွားထုတ်တာတောင်မှပတ်စံရှိတဲ့လူကြပေးလေတဲ့စာအုပ်လေးကျုပ်ထပေးမယ်ဆင်းရဲတဲ့လူရနေတော့ဘာပြောဘယ်တော့မှတော့ပြီးတော့တွက်သွားချမ်းသာတဲ့လူတွက်ရဲမလားပြိဿတွေ့ပါဗျာဆင်းရဲတဲ့လူမို့တွက်တာကိုယ်အပြည့်ဘာဖြစ်လို့ကိုယ်အပြည့်တော့နောက်ဘဝကမလှူခဲ့တဲ့ပုပ္ပေစကတပုံညတာဆိုတဲ့စက်ကြီးပြက်ခဲလို့ဆင်းရဲလို့တွက်တဲ့မလှူတဲ့ကိုယ်အပြည့်သဘောပေါက်ရဲ့ဒါကြောင့်ချမ်းသာအောင်လုပ်ကြပေသားကြီးဆင်းရဲခြင်းသလားချမ်းသာခြင်းသလားချမ်းသာခြင်းလက်သာပြင်ထားကြလှူမှချမ်းသာ
ဒါနဒါကြောင့်အလူပေးတစ်ချင်းဖြစ်တရားကိုဟောနေတယ်နော်ရှေ့ဆက်နားထောင်ကြည့်ဒီလိုနဲ့တရားနာပြည်တဲ့လူအုပ်ကြီးဆဲတော့ဘုရားလူကြီးနာကတ်သွားဟိုကကတ္တဝမြတ်စွာဘုရားမူထားလို့တရားနာပြည်တဲ့ရေတန်ဃာဒါနဆွန်တော်ပွဲကြီးပြောပါကြီးဟေးဘာတော့ပါဘာလို့ကြတာလဲခင်ဗျအဘမဟာထုတ်ရကိုမြို့ကိုအရာတန်ဃာဒါနဆွန်တော်ပွဲကြီးဘုရားအမှုထားလို့နှစ်စဉ်ကျင်းပါတယ်ဒါမင်းမသိဘူးလားဟာဟုတ်ကဲ့ခင်ဗျာမသိဘူးလို့ပြောခံရတော့မှာပဲကျွန်တော်ဒီအလုပ်တွေဝါဒနာမပါလို့မဟုတ်ပါဘူးဝမ်းစာလေးတနေ့အလင်းမယောင်မနေရှားပြီးတော့စားရပါသဖြင့်ဆင်းရဲသခင်ဗျမွဲသခင်ဗျဒါကြောင့်ကျွန်တော်ဒါတွေမသိမိပါဘူးလို့ဆိုတော့ဟေးမဟာတို့ခင်ဗျာမင်းမွဲတာပါပြီလို့ဆိုတာသိမချမ်းသာလို့မွဲတယ်ပဲသိတယ်ခင်ဗျာဟေးမဟုတ်ဘူးကွာမင်းဒီဘဝဆင်းရဲတာမွဲတာနောက်ဘဝကမလှူခဲ့လို့မောင်ပါမှတ်မလှူခဲ့လို့ကွာပုပ္ပေသကတပုံညတဆိုတဲ့ဒါနစက်ကြီးပြက်လာလို့မင်းဒီဘဝဆင်းရဲတာမှတ်တော့ဟေးလူကွာညုံလာသူများတွေတန်ခါတရား1500ယူသွားကြတန်ခါတစ်ပါးတာဝန်ယူပါလားကွာသပိတ်တစ်လုံးမျက်နှာလေးအောက်ဆိုင်ပါကြီးခဗျာဖယားလူကြီးမလှူနိုင်မှန်းသိလို့ကျွန်တော်ကိုလောင်လိုက်တာလားခဗျာတဏှာလို့ပြောနေတာဟာခဗျာကြည်စားကြလားခဗျာဟာတဏှာလို့ပြောတာကွမင်းဆင်းရဲလို့ခဗျာဒါဖြင့်ကျွန်တော်တန်ဃာတစ်ပါးနဲ့သပိတ်တစ်လုံးတာဝန်ယူတယ်ခင်ဗျာဘုရားလူကြီးမဲဆွဲကောင်းတယ်မွဲတဲ့လူတောင်သပိတ်တစ်လုံးယူသွားကြည့်တရားနာပြိဿရေသပိတ်တစ်လုံးတာဝန်ယူသွားဒီလိုတာဝန်ယူပြီးတော့ဘုရားလူကြီးအပြောကောင်းတော့လေဘုရားမှာပို့ပြီးတော့ကြီးပွားတယ်ထွန်းကားတယ်ဒါကြောင့်တရားနာပြိဿဘုရားလူကြီးဆိုတာပြောရတယ်လူချင်းအောင်တရားရှိအောင်လှုပ်တဲ့လှုပ်ပေါ့ဒါကြောင့်ကျုပ်တကားတွေလည်းပဲကျုပ်တောင်ငူမျိုးကကျုပ်တကားတွေဖရာတကားတွေလည်းပဲကျုပ်များစွာသတိပေးပါတယ်ကြည့်အခုတပိတ်တစ်လုံးတာဝန်ယူသွားပြီတာဝန်ယူသွားမရလေးပြောသေးဘူးဘယ်ပြောမလို့မရိပ်သာစေတနာရှိမရှိတီးခေါက်ကြည့်ရအောင်ဓမ္မရေနမဆိုပြီးတော့မရရဲ့အပါကျမ်းစင်မော်တင်မလွဲလေးထိုင်လက်နှစ်ဖက်ရှေ့ထောက်မျက်နှာကပြုံးချီးကြီးကိုမတို့တော့မျက်နှာကြီးကြည့်ရတော့မှုရလာတာကြလို့ဘာများဝမ်းသာစရာရှိလို့တော့ဟေးမှုရစပြီးခဏလေးနဲ့ကိုမာကွာတစ်လုံးဝမ်းသာရမယ်ကိစ္စငါတို့မျိုးတန်ခါဒါနဆောင်းလုံးဝဲကြီးဖြစ်တဲ့နှမရဲ့လှူလိုက်ကြတာပါ900 1000သပိတ်တွေတာဝန်ယူကြမောင်ကြီးဖြင့်ဝမ်းသာလိုက်တာသာဓုခေါ်မိတယ်နှမရေမင်းဝမ်းမသာဘူးလားကွယ်လို့ပြောလိုက်တော့မျက်နဲ့ကလေးတောင်းကပ်ပြီးပြောကိုမတို့ဝမ်းမသာပဲနေပါမလားတော့နဲ့အားလဲအပါရဲ့နားလဲနာပါရဲ့ကျွတ်တော်ဆင်းရဲလို့မွေးပြီမယ်လို့တန်ခါတစ်ပါးတော့လှူနိုင်ပါတယ်တော့တော်လုံးလူအကြီးလင်းလုံနေရတာဒီဘဝကုသိုလ်တုံမြုပ်ရတော့မယ်မဟုတ်ပါဘူးကိုမတို့အားလဲအပါရဲ့နားလဲနာပါရဲ့တန်ခါတစ်ပါးတော့တောင်းမယူခဲ့ဘူးနဲ့မျက်နဲ့ကလေးတောင်းကပြောလိုက်တော့မကျေနပ်တဲ့ပုံစံနော်တကားတို့တောင်းကရင်မကျေနပ်ဘူးလားမှမျက်နဲ့ရမ်းရှိမနေနဲ့မျက်စောင်းထိုးတဲ့ပုံစံလေးပြောတယ်ကြည့်တရားနာပိဋကရေအဲ့ဒါလို့စေတနာလေးပေါ်လာတော့မှထုတ်ပြောဟဲ့မလေးမင်းလူချင်းမှန်ပြီလို့မောင်ကြီးတာဝန်ယူခဲ့တဲ့လူရပါစေမကွယ်နှမရဲ့ပြောပြီဗျဒီချိန်ကြတော့ပြောပြီမျိုးစေတနာရှိမှထုတ်ပြောတာရောက်ချင်းဘာမှမသိသေးပဲနဲ့ငါတော့သံဃာတစ်ပါးနဲ့သပိတ်တစ်လုံးတာဝန်ယူခဲ့ပဲဆိုကိုယ်ကကားရမရှိပဲတော့ဘယ်နဲ့လုံးဒါကြောင့်ပြောတတ်ရတယ်တခါတို့မိမတိုင်ပင်မဲ့ကြံခေါ်ကြည့်လိုက်ရှင်မရေခေါ်ကြည့်လိုက်အားလုံးလူမြတ်သားနဲ့မပြောနဲ့အဲ့ဒီချိန်ပြောရင်နောင်ချင်းရှင်မရေခေါ်ကြည့်လိုက်
ရှင်တော်ညနေချုပ်သွေးရင်ပြောတော့ရပြီကုသိုလ်ရေးကောင်းမှုရေးတိုင်းမယ်တော့ဒါပြောတာချော်တော့ငေါ့တွေးမနေနဲ့ဘူးအတွေးသမားတွေများတော့ပြိဿအုပ်ပါတိုင်းကြည့်အခုစေတနာပေါ်လာမှန်သိတော့ကမှအမလေးမင်းလူချင်းမှန်သိလို့မောင်ကြီးတာဝန်ယူခဲ့တဲ့လူရပါစေမကွဲနှမရဲ့ဟောတလိုက်ကြတော့ဒါမှလင်ကောင်းရတာကုသိုလ်ဒါနကျုပ်ပြုရတော့မကျုပ်လဲကြိုးစားမယ်တော်လဲကြိုးစားနဲ့ဆိုပြီးတရားနာပိဋကမဟာတုတ်ကြီးကလည်းလေတရားနာပိဋကထင်းခွဲရင်မောနိုင်ဘူးတဲ့ပိဋကပေါင်းစိန်ဒီမာပြီးသံဃာတော်လှူရမယ်ကိစ္စကြောင့်ပေါ့လေရွှေပေါင်းစိန်အတာချကမာလာတဲ့ထင်ဟာဝဲတယ်ဆိုရင်ပေါ့တပြားကမှမချမ်းသာသည်တပြားကမှမချမ်းသာသည်ဆောင်းတကားကလူမွဲအမပွဲတယ်ဆိုရင်ပေါ့ဗျာဝမ်းတာလုံးလို့အဲ့ဒီလိုသချင်းဆိုလိုက်တော့တထေးဆင်းလာအေးဘာတို့ခင်ဗျာမင်းကွာချွေးတလုံးလုံးနဲ့မမောနိုင်ဘူးတချင်းတွေများဆိုလို့ပါများပျော်စရာတွေ့လာတယ်လေကွာပျော်တာပေါ့ခင်ဗျာဆင်းရဲလို့မွဲပြီမဲ့လို့တန်ဃာတစ်ပါးလှူရမယ်ခင်ဗျာတဝိတလုံးနဲ့တန်ဃာတစ်ပါးလှူရမယ်ခင်ဗျာဟေးဒါဖြင့်မင်းထဲငါကလည်းကုသိုလ်ပါဝင်မရစေတထေးကတဏှာလို့ထောပတ်ကျက်သွန်ပြူကျက်သွန်နီနိုတန်အိုးပေးလိုက်ရောတရားနာပိဋကကြီးမရတဲ့တလိတာကလည်းတချင်းတစားစားနဲ့မောင်းထောင်းတော့တထေးမကတဏှာရာနဲ့တန်ဃာတစ်ပါးလှူမယ်ဆိုတော့တလေးဆံလေးတွေကြွက်သွားလေးတွေကြလို့ဖွေးတလေးဆံလေးတွေပေးလိုက်လင်မယားနှစ်ယောက်ပြန်လာအိမ်ဝကြဆုံကြချိန်ထားတဲ့အတိုင်းကိုမတော်ဒီနမတလိတာကြည်သားမတော်ကျုပ်လေတထေးမကပေးလိုက်တာကုသိုလ်ပေါဝင်လိုက်တာတလေးဆံလေးတွေကော့လို့တော့ကျွတ်တို့စကွဲထမင်းစားရပြီမဲ့လို့တလေးဆံနဲ့တန်ဃာတော်ကလှူရမယ်တော့မလေးမင်းကတလေးဆံရမောင်ကြီးကြည်သားမတင်ထောပတ်ကျက်သုံးပြူကျက်သွန်ဒီနိုတတ်အိုနမရဲ့အဆင်ပြေပြီကိုယ့်ဆိုပြီးတော့အိမ်ထဲဝင်သွားကြတောက်တရားနာပိဋကရေမဟာတုတ်ကြီးကလည်းတန်ဃာလှူရမယ်ကိစ္စဆိုတော့သူများလို့တန်ဃာအာမကိုနိုင်ဘူးတော်တယ်ထွက်ပြီးတော့ဟင်းရခူးရတကောဒေသဘာခူးရဟင်းရခူးထွက်တယ်ဆိုတော့ဘာလေးနဲ့ထွက်မှာတောင်းလေးနဲ့နဲပါခဲ့လွယ်အိတ်တို့ဂျိတ်တို့တောင်းတို့ကိုင်းထွက်ရောပြုပွဲတယ်ဆိုရင်တော့ထွက်ဖို့ဘုံကောက်တို့ခရက်တို့ထွက်ချင်တာနဲ့ထွက်ဘုံကြီးဆိုတော့ရိုးသွားရမှာပွဲတယ်လည်းထွက်နိုင်တဲ့မင်းသားပြောတာမထွက်နိုင်တဲ့မင်းသားဆိုလို့ရှိရင်ကားလိကျိုးတိုင်မရှိနဲ့လက်ကကင်ထားအခမသိဖြုတ်ချရအောင်ထွက်နိုင်တဲ့မင်းသားဆိုလည်းတောင်အောင်မြောက်အောင်သချင်းဖြစ်မှာပေါ့နာနဲ့ခင်နင်းကလေးတွေဖြန်းတော့လလဆန်းဆန်းချုံနှံကလေးမှာသမင်းစီဝင်းကဟင်းရညိုကလေးကိုမောင်းခူးခဲ့မှာမင်းကအိမ်ကကျက်သွန်ဒီကလေးနဲ့သုံးခွက်တစ်ခွက်တင်ကြိုထားပါအဲ့ဒီဟင်းနဲ့ထွက်ပါပေါ့ဗျာပွဲတယ်ဆိုရင်ကိုင်းထွက်ရောပြုထွက်သွားတော့လူအုပ်ကြီးတွေ့ပြန်ပတဲ့တရားနာပိဋကကြီးဘာတွေ့ပြန်တော့လူအုပ်ကြီးတွေ့တော့လေဒီလူတွေဘာလုပ်ကြတာပါလဲကြည့်လိုက်တော့တငါပဲကြီးထငါဝယ်ကြအငါ900ဘို့1000ဘို့100ဘို့200ဘို့တန်ဃာတော်ကကျင်းသားနဲ့ဆုံးကပ်လိုက်ခြင်းပါပြီငါအတွက်မှကြံပါအောင်မလားနဲ့တရားနာပရိသတ်ကြီးခြေပြားလေးထောက်ကြည့်လူအုပ်ကြီးဆဲတော့မှတန်ဃာတဲ့နတ်ကရောတန်ဃာတော်မိတ်ဆွေကြီးဘာတော့ကွာတန်ဃာတော်ကကျင်းသားနဲ့ဆုံးကပ်ခြင်းလို့ကြာငချင်းလေးတစ်ကောင်တော့မရဘူးလားဒီကောင်နောက်မှလာမိဥမဲ့မင်းက900ဘို့1000ဘို့ဒီကကောင်းပြီကွာရှိဗျာတကောင်လုံးမှမရတော့တကောင်မပြောနဲ့တစ်ဖက်တောင်မရဘူးဘာလို့မျက်နှာလေးအောက်ဆိုင်သွားဘာတော့မင်းဆင်းရဲလို့မွဲလို့သာပေါ့သူများလိုပက်ဆန်ရှိတဲ့တထေးဆိုရင်မင်းငချင်းသားနဲ့ဆံကရမယ်ငါကုသိုလ်ဆိုးလိုက်လေချင်းနဲ့
ညစ်ရည်စာလေးပစိုးနဲ့တုတ်တော့တငါသေးပြီဒီတနာရတဲ့ဟေးဟေးဒီနာနေပေါင်းအောင်မငိုတော့မနေပါနဲ့မဲခဏနေအောင်သဲပူတဲ့မြုပ်ထားတဲ့ငကျင်းတစ်ကောင်ဖော်ပေးလိုက်ပေးတာပါလေးဖော်ပေးလိုက်အကျင်းမီလေးလက်ညှိုးနဲ့လက်မညှက်လို့ဟောတယ်လို့လေးကောင်းမောင်မြောက်မြောက်ပြီးပါဇက်ကလေးဟပြီးတော့ဟမလေးတန်ဃာတော်ကငါလူချင်းနဲ့ငချင်းသားနဲ့လူရတော့မယ်လာဘဝတ္တမေတုလထံဝတ္တမေလူရတော့မဟဲ့သာသနာတော်ကြီးနဲ့ကြုံလို့ဘုရားသာသနာတော်ကြီးနဲ့တွေ့လို့ငါတန်ဃာတော်ဘာဖြစ်လူရတော့မယ်ဝမ်းတာလုံးလို့ခုံပေါက်ပြီးအိမ်ပြန်သွားလိုက်တာအိမ်ရောက်ညတိုးနဲ့လင်မယားနှစ်ယောက်တရားနာပြိတ္တရေချက်ရေးပြုတ်ရေးလှူရေးတန်းရေးကိစ္စနဲ့အိမ်မပြောဘူးတဲ့မြို့ပေသားကြီးအိမ်ပြောရဲ့လားပြောပါဦးဗျာခမရတို့တောင်ငူမျိုးကြီးဖျားပွဲဖြစ်တော့နှစ်ဖြင့်ကလို့လှူရတော့မယ်ဆိုဒီနေ့လူနေခမရတို့အိမ်မပြောကြသလိုပေါ့ချဲကြပြုတ်ကြကြောကြလောကြကျွေးကြမွေကြတီးကြမှုတ်ကြကကြခုံကြပေါ့လေမှန်လားပြိတ္တကြီးမှန်ပါဗျာသူတို့တော့ဒီမှုတ်ကခုံမရှိဘူးပေါ့ကကြင်လဲသူတို့နှစ်ယောက်တည်းကဘူးရှိကြည့်အခုပျော်လုံးလို့အိတ်မပျော်ဘူးလူချင်းကြလုံးလို့မဟာလူကြီးကလည်းမနဲ့မြတ်သပိတ်ရမယ်လူဆိုတော့တရားမင်းရဲ့ကြောက်ဖြာကပုံမမှန်တော့ပြီပေသားကြီးတရားမင်းရဲ့ကြောက်ဖြာပုံမှန်ရဲ့လားမှန်ပါဗျာမှန်ဘူးဗျပြောလိုက်မာလိုက်ရော့လိုက်တင်းလိုက်အေးလိုက်ပူလိုက်ဖြစ်လူပြေလှမ်းကြည့်လိုက်လူပြေမှာငါတရားရလူမဲ့လို့ရှိပြီနဲ့တူတယ်တရားလည်းဖင်တိုင်းကိုလူမှကြောက်လူပြေလှမ်းကြည့်လိုက်တော့ရန်သူမတွေ့မဟာတုတ်ကြီးမြတ်သပိတ်ရမှမြင်တော့ဖြစ်ဘူးမဖြစ်ဘူးဒီကိစ္စလူပြေသွားပြီအများရှာမှဖြစ်ဒိဋ္ဌတရားအများရှာတော့မယ်လူပြေဆင်းပြီးတော့ဒါပြီးတရားရောင်နဲ့ဆင်းလို့မဖြစ်ဘူးတရားအယောင်ပြောင်းဒိဋ္ဌကြီးတရားအယောင်ပြောင်းမလားပြောင်းပါဗျာဖြူနေရကဝါတာပြောတာမဟုတ်ဘူးအချုံတက်နဲ့တရားရောင်မဟုတ်ခဲနဲ့ထမင်းကျက်ရောင်ဆောင်ပြီးတော့ရောင်းမကြီးနဲ့ထမ်းဆင်းလာတရားအယောင်ပြောင်းဆင်းအယောင်ပြောင်းပြီးဆင်းလာလိုက်တာတရားနာပိဋကကြီးသမင်းကျများအလိုရှိရနိုင်ပါခင်ဗျာကျောင်းမကြီးနဲ့ဘယ်မှမဟောဘူးမဟာတို့အိမ်သားလက်ပတ်ဟောနေသမင်းကျများအလိုရှိရနိုင်ပါခင်ဗျာမဟာတို့ကထွက်ကြည့်ဟုတ်ပြီကွာသမင်းကျက်ငမွဲနာငတေလားအောင်ငါနိုင်မောင်များကိုတကားမှမနဲ့ကိုယ့်ဟာကိုချက်မှာပေါ့တို့တော်အမျိုးသားရင်ရိုင်းမင်းကောင်းတယ်ဆိုပြီးတော့ပြောတဏှာတမိတ်ဆွေကြီးသမင်းကြမိတ်ဆွေကြီးဘယ်နဲ့တဏှာတယ်ရောက်တော့ပြောသမင်းကြမိတ်ဆွေကြီးတရားနာပိဋကကြီးဗျာခမည်းလေးဟောတောင်းပြင်းတစ်ထေးကတန်ဃာတစ်ထောင်လူမှအဲ့ဒီသွားပါလားဗျသမင်းချက်ခါကြီးအများကြီးရပါကျွန်တော်ခါချင်းဝင်လည်းမဟုတ်ပါဘူးခင်ဗျကျွန်တော်လေဆင်းရဲချမ်းသာမရွေးဘူးခင်ဗျကုသိုလ်ဖြစ်အလကားချက်မှာခင်ဗျယောဒါနဲ့လာပြောအလကားချက်မယ်ဆိုတော့ပိဋကကြီးမဟာတုတ်အိမ်တရားရောက်ပြီပြုပိဋကကြီးမဟာတုတ်အိမ်ပါရောက်တော့ရောက်ပါရဲ့ဗျာမဟာတုတ်အိမ်တရားရောက်တယ်ဆိုတော့ဘလောက်ဆင်းရဲလက်ဖက်ရချိုးတစ်ခွက်တော့မခဲရင်တော့ပြီဟာဆင်းပြေသွားပြီဗျာနော်တရားရောက်တာကိုပိဋကကြီးတကူနဲ့ဖြော်ပေးမှာပေါ့ချိုးအောင်တိုင်းကြည့်တရားနာပိဋကကြီးအဲ့ဒီလိုနဲ့တရားရောက်ပြီးချက်ကြပြုတ်ကြနဲ့မနဲ့ကြတော့တရားနာပိဋကမဟာတုတ်ကြီးမှွေးကနေဖြစ်သွားအဲ့ဒီတည်းနှိုးပြီးဒလိတာကကိုမတို့သူများတွေတန်ခါပင့်ကုန်ပြီတော့သွားလေနောက်ကြလို့မရဘဲနေမယ်ဆိုတော့တရားနာပိဋကကြီးမဟာတုတ်ကြီးအိမ်မုံစုံမောင်းနဲ့ထသွားတော့ဟိုရောက်လို့ကြည့်လိုက်တော့ဘုရားလူကြီးကတန်ဃာကြီးစရင်ပေးတန်ဃာကြီးစရင်နဲ့မိုက်ကြီးနဲ့တတ်ခေါ်တော့ပေါ့တောင်းရင်တစ်ထေကသံဃာတစ်ထောင်ကျွာတော်မူပါခရာမိုက်ကြီးနဲ့ရဟန်းတုတ်တာအဲ့ဒီကဒီမိုက်တွေရှိချင်မှရှိခုခေတ်ကမှန်းပြောရတာပေါ့ဗျ
မြောက်ပြည်သထေကသံဃာ900ကျွတော်မူပါဗျာဟာ900တထုံငါဖို့မှကြံပါမလားလူအုပ်ကြီးဆဲတော့ဘုရားလူကြီးနတ်ကပြောပါကြီးဘုရားလူကြီးအဲ့ကောင်သုံးပြောမင်းဘယ်ကောင်ဟောဗျာမမိတော့ဘူးလားဗျာမင်းဆင်းရဲလို့မွဲတာမလှူခဲ့လို့ဆိုပြီးသပိတ်တလုံးခမည်းစရင်ပေးလိုက်တဲ့မဟာထုတ်လေဒီပါကွာဘယ်ထုတ်တော့ဟာဘုရားလူကြီးလှုပ်ပုံကြည့်ဘုရားလူကြီးတတ်တီတော့အပြည့်ဝပြတော့ပြောပြီးပြိဿရဲ့မသိဘူးကွာခမည်းကြီးလိုမလုပ်ပါနဲ့ကျုပ်တန်ဃာတစ်ပါးစရင်ယူထားတာအဲ့ဒါတန်ဃာလာပြင်တာဘယ်တန်ဃာပြင်ရမလဲခမည်းဒီကောင်တန်ဃာတရားတစ်ထောင်သူများတွေယူသွားမြင်ဘူးလားကောင်းပြီကွာမယူသွားတော့ကွာမဦးကြောင်ကြောင်နဲ့အဲ့ဘုရားလူကြီး तू ကဦးကြောင်ကြောင်လုပ်ပြီးမဟာတို့ဦးကြောင်ကြောင်ပြောတော့ဆိုးတယ်ဘုရားလူကြီးဘုရုံးကဘုရားလူကြီးပြောတာပါခုခေတ်ဘုရားလူကြီးတွေကတော်ပါတယ်ဆွန်တော်ရင်ကြက်ကောင်လုံးတို့ကိမ်မုံပေါင်မုံတို့ဒါတွေသူတို့ပဲစောင့်ရရှာရည်နဲ့ကလေးတွေကခိုးနေတရားလုံးရရှာဘူးပြိဿတော်ကြလက်ကလေးပေါ်လာဟာကောင်လေးတော့ဟာကောင်လေးတော့တရားလုံးအိတ်မပြောဘူးဘုရားလူကြီးတွေစောင့်ရမနဲ့မိုးလင်းမှအထုပ်ကြီးတွေနဲ့ပြန်ရစောင့်တော့ဗျာချမ်းနေစောင့်တော့ပါပြီးတော့လည်းနားမထောင်ဘူးအဲ့တော့ခုခေတ်ဘုရားလူကြီးတွေတော်ပါတယ်ဟိုတုန်းကဘုရားလူကြီးတွေပြောတာကဲကြည့်တရားနာပြေးသားရေအဲ့ဒီလိုနဲ့တန်ဃာတစ်ပါးမရတော့ဘူးဆိုတော့ဘုရားလူကြီးခမညာရက်ဆက်လာကြီးလားဟေးမရှိလို့မရှိဘူးပြောတာမင်းငါရက်ဆက်သလေးပါလေးနဲ့တန်ဃာတစ်ပါးဆုံးကပ်မယ်ဆိုပြီးတော့ဒလိတ်ဓာတ်လေးချက်ပြုတ်ပြီးစောင့်နေတဲ့ခမညာအိမ်ပြန်သွားရင်တန်ဃာတစ်ပါးပဲမလဲကိုမဟာတို့မေရှာတော့မယ်နမရေတန်ဃာတစ်ပါးမရတော့ဘူးလို့ပြောလိုက်ရင်ဖြင့်ဟမ်မလေးအိမ်ကမရရင်မြေကြီးကြရှာတော့မယ်ခမညာစားတဲ့တလောင်းပါပါဘူးကျုပ်ကရှာရှည်ပေးရဒီလိုများပြောလေသလားပေါ့ဗျမှန်တော့ရကြိတ်တရားနာကိစ္စဟေးမင်းမရမျက်ရည်ကြတာငါပဲတတ်နိုင်ပါမလဲကွာမရှိတာပြောတာပဲရက်စလာကြီးလားခမညာကိုယ်တိုင်စရင်ပေးပြီးတော့နမရေတန်ခါတော်မရတော့ဘူးတဲ့နမရေနမလူချင်းတဲ့တပိတ်တလုံးလူပြီးတော့နေဘူးကန်းလုံးမို့ခက်လာပါပြီဟာမလေးမောင်ကြီးပဲလို့လုပ်ပြီးတော့ကြံရပါမထုံးရဲ့လို့မယောအလားဒလိတခမညာမမျက်စီတဲ့မြောင်ဖန်းကြီးမျက်ရည်စာလေးတုတ်ပြီးမဟာထုံကြီးငိုးနေတယ်နော်မယအလားဒလိတခမညာမဒါဘာရတဲ့သပိတ်ကိုလှူမဲကြလို့သူရွယ်ပြောင်းနိဗ္ဗာန်နံကိုလားနမရေတလိတဟမမေလမ်းမို့ဖြင့်ခပ်ပါပြီလို့ခပ်ပါပြီကလားမလေးမင်းလူချင်းနဲ့တန်ဃာတစ်ပါးမလှူရတော့ဘူးကွယ်အခုတော့လေဖယားရဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနမရဲ့ဘုရားလူကြီးပြူသွားတယ်မျက်လုံးအဲ့ကမင်းစကားကြည့်ပြောမယ်မင်းငါဘုရားရဲ့ကြီးတဲ့လူကြီးလေးပါလေးနဲ့မဟုတ်လားဗျဘုရားထံသွားရင်ကျွန်းတော်သဘိတလုံးရခြင်းရမယ်ခုခမရပေးပြီးသားစရင်ကိုခမရမရှိဘူးလို့ပြောနေပြီငါစရင်မတင်မိဘူးကမေ့နေလို့ဒါကြောင့်ခမရကိုကြုတ်ပြောတာပေါ့ဖယားရဲ့ကြီးတဲ့လူကြီးဖယားလူကြီးကိုခလိုက်ဟာပြီနမရဲ့တဘာယူပြီးတာငါ့ကိုတောင်းမကြမ်းပါဘူးတဲ့
နမရဲ့ရဲဆက်ဆက်ကြီးအခုတော့စရင်မတင်မိဘူးတဲ့တပါးယူပြီးတာငါ့ကိုတော့မကြမ်းပါဘူးတဲ့အရဟံဘဂဝါတဆွေရလို့လေစိတ်ရနဲ့ဟေးဓမ္မဘာတို့သိပြီးတော့ငါရှိငိုးမနေပါနဲ့ကွာငါလဲသူများငိုတာမြင်စိတ်မကောင်းဘူးကွာမကောင်းခမည်းပါပြုလို့ဒီလိုလုပ်တော့အမေနေတယ်လို့ပြောနေမှာကွာမေ့တယ်ခမည်းဗျာရရဆက်ဆက်ကြည့်ပြုတ်ရပါပဲရဲ့ဟေးဘာတို့မင်းကွာငါတော့မင်းဖျားတဲ့ကြီးတဲ့လူကြီးလေးပါလေးနဲ့မင်းဒီလိုလုပ်မနေပါနဲ့ကွာပြောမနေပါနဲ့ဟေးဒီမဲ့ကတ္တဗမြတ်စွာဘုရားရဲ့မြတ်တပိတ်ငါဘသူထဲမှာစရင်မသွင်းသေးဘူးကွာအဲ့ဒါမင်းကုသိုလ်ကောင်းရင်တော့ဘုရားသွားလျှောက်ရင်ဘုရားတနာလို့ချီးမြှင့်ရမှာကွာဗျာကာပြည့်ကြုတ်ကောင်းမယ်ခမရဘုရားထံတော်မြတ်လို့အတနာခံမယ်ခမရရဲ့လို့တပါးယူပြီးတာငါ့ဘုတော်မကြမ်းပါဘူးတဲ့အရဟံဘဂဝါတဆွေရလို့တဲ့စိတ်ရဲ့နဲ့ဟမမင်းအခုတော့ဖြင့်အိမ်မှာမရရင်မြတ်လို့ပဲရမှာမျက်နှာရလှမှာပါကလာကလောကမ္ဘာမြတ်စွာဘုရားထံလို့ကျွန်တော်အသွားဆိုပြီးငိုပြေးတော့တာပဲပြုကဲတရားနာပိဋကဘုရားထံပြေးလိုက်တာဘုရားရှိလေတရားနာပိဋကမြတ်သပိတ်လူချင်းညလို့ရှင်ဘုရင်ရဲ့စစ်သူကြီးရဲ့တတော်မရှိတဲ့ရှိမကြီးရဲ့ဘယ်လောက်ရှိသေးမှမို့မရှိတဲ့ရှိပြောတာသေမဲ့အမျိုးသက်တော်ရှိလှုပ်ထားတာတော့သိမကြိုက်ပါဘူးဒါပေမဲ့မရှိတဲ့ရှိလို့ပြောလိုက်တော့နှစ်ခုရတာပေါ့လေသက်တော်ရှိမကြီးရဲ့ဝန်ကြီးချုပ်ရဲ့မြူနီစပယ်လူကြီးရဲ့ခုခေတ်ကမှပြောတာအဲ့ဒါတွေရှိကြမှာရှိငါတဲ့ငါရှင်မရင်တဲ့ဘုရားကငါမြင်ငါပေးမှာတဲ့ငါစစ်သူကြီးတဲ့ငါပေးမှာတဲ့ငါသက်တော်ရှိတဲ့ငါပေးမှာတဲ့ဟောကွက်ကြတဲ့ဟာကြီးဘုရားဦးကျော်တော်မျက်နှာလိုက်ပေးမယ်ဘုရားမှတ်ဘုရားတောင်မကျိန်နေဘူးသူတို့ကစောင့်နေကျိန်ရကမနိုးသေးဘူးစောင့်နေကြကြည့်တရားနာပိဋကမဟာဒုက္ခရိနာရောက်သွားအဝတ်ကလေးကစုပ်တော့အဲ့တော့ဒီချိန်ဘုရားတောင်ကျိန်ရကမထားသေးဘူးတော့မင်းဒီချိန်လာတောင်းလို့မရဘူးအဲတောင်းစားမှတ်လို့ငေါက်ထုတ်လူအဝတ်တောင်းအကွတ်တယ်ဗျဒါကြောင့်ကြည်ဝတ်ကြကြည်ဝတ်ကြကျွတ်တို့လည်းလူအဝတ်ဆိုလို့ဝင်းဝင်းထိန်ထိန်လေးဝတ်ဟိုကောင်ကတော့မဲပုတ်ပုတ်ကြီးခြုံထားတယ်မဟုတ်ဘူးဒါသူမနာလို့နေတာကျုပ်ကမနာလို့ဆိုတရားနာပြေးတာကျုပ်ကဒီသင်္ကန်းဝတ်ရတာသူတို့ပါလားလက်ကြာကိုမလှရှေ့အတွက်ကအညိုနဲ့နောက်ထွက်ကစက်ဖြီးပြီးအယောင်နဲ့ဆိုတော့အနေခက်ခက်နေလို့အပြောင်းခိုင်းတာလည်းမရဘူးဒါပတိကိုယ်အယောင်နဲ့ကိုမပဲကြည့်လို့လိုက်တယ်တရားနာပြေးတာဟိုနေ့ကဓာတ်ပုံတိုက်ကြည်ညိုခြင်းလို့ဗျာဆိုပြီးဓာတ်ပုံပင့်ရိုက်လို့လိုက်သွားတော့ဓာတ်ပုံရိုက်တာကြတော့ဒီအယောင်နဲ့မကိုက်ဘူးအညိုနဲ့မှသူ့သင်္ကန်းကျုပ်ကဝတ်ကျုပ်သင်္ကန်းသူကဝတ်ကျုပ်ကသူ့ကြည့်ရီသူကကျုပ်ကြည့်ရီအညိုမွေးဖူးတော့ကျုပ်လည်းကိုလိုကလာကြီးသူ့အနီတွေဝတ်ထားတော့လေဘယ်လိုကြီးမှမသိဘူးဒါကြောင့်ကိုယ့်အယောင်နဲ့ကိုကြည့်ဝတ်ကြလူအဝတ်တောင်းအကွတ်တဲ့လိုက်ပါတယ်သူနဲ့လဲကျုပ်နဲ့လဲလာပါလေဒီလိုပဲပြောရမှာပေါ့ဒါကြောင့်တရားနာပိဋကကြီးအဝတ်စုပ်စုပ်ပြက်ပြက်ဆိုတော့ဟေးမင်းဒီချိန်လာတောင်းလို့မရဘူးကွနှင်ထုတ်ခင်ဗျာတောင်းစားမဟုတ်ပါဘူးခင်ဗျာကျန်တော်အဆင်းရဲဆုံးအမွဲဆုံးမဟာထုတ်မြတ်တပိတ်အတနာခံမလို့ပါခင်ဗျာဟုတ်ပြီကွာအမဲရိုးနဲ့ဟဲ့အိုးမအာမနာဟဲ့စုပ်စုပ်ပြပြနဲ့မင်းယုတ်ကမြတ်တပိတ်ရမယ်ယုတ်လားကွာတော့ပါကွာမတော်ဘူးခင်ဗျအတနာခံမယ်ဆိုပြီးတော့လူလူပိဋကထဲခွဲပြီးတော့ခန္ဓာကုရီတိုက်တကားကောင်းတဲ့ဆောင်းမြတ်စွာဘုရားဒီလောကကြီးဆက်ပြီးတော့ဆင်းရဲဆုံးအမွဲဆုံးမဟာရုပ်ပါဗျာမြတ်တပိတ်တနာသဖြင့်ချီးမြှင့်တော်မူပါဗျာလို့ရှောက်လိုက်ကြောက်ဆိုတကားပွင့်
ဘုရားကိုယ်တော်မြတ်ရွှေမရိုးစီအဆင်းရှိတဲ့လက်မောင်းတော်နဲ့သပိတ်တော်ကမဆန်တန်းပြီးတော့မဟာဒုတ်လက်ထဲအလိုက်ပါရောဗျာအိုင်သူတို့ပေးလိုက်မယ်ထင်ပြီးတော့နေတဲ့ရှင်မရင်စစ်သူကြီးသက်တော်ရှိတို့ဟာဘုရားဘယ်နဲ့လှုပ်လိုက်ပါလိမ့်သူတို့မျက်နှာလိုက်ပေးလိုက်မယ်ထင်ဟောလားဘုရားဘယ်နဲ့လှုပ်လိုက်ပါလိမ့်အကုန်ရလုံးပြုကုန်ဟိုကမြတ်တော်ကြီးထမ်းပြီးတော့ခုံပေါက်ပြီးတော့ဟမလေးဟန်ကြပြီးဘုရားသနာတော်ဖြင့်ချင်းမြင့်တော်မူလိုက်ပြီဒီလိုဒီကုန်တို့ကြုံမှုလို့စိတ်ပြောတယ်မဟာတို့ဝမ်းတာလုံးလို့ကျုပ်တော်တဲ့6ကက်ကနောက်ကအတီးနဲ့မှကောင်းပြောလုံးလို့ဒီထက်တစ်သေးတွေဝိုင်းအောင်လာကြဟေးမတို့ခင်ဗျာမင်းကွာဆင်းရဲလို့မွဲပါတယ်မြတ်တို့ရောင်းမလားကွာရောင်းပါဦးခင်ဗျာမြတ်တို့ဆိုတာရခဲ့တာမရောက်နိုင်ဘူးခင်ဗျာဝဲမဲမကြမ်းနဲ့ရောင်းဘူးပြုတ်ကျုပ်နဲ့တူတယ်လို့လောကရှားကြည့်စမ်းပါဗျဒီလိုပြေကုန်တို့ကြုံလို့စိတ်ပြောတယ်တဖုံထူလို့အလိုက်ပေါ်မဲ့သဘေတော်ရဝဲအတီးနဲ့မှကောင်းတာနော်မဟာရုပ်ရဲ့စေတနာမှာဟောဒီမဟာရုပ်ကြီးရဲ့စေတနာမှာပြေရောမှလောက်မတူနဲ့ဘယ်သူမှမကြောက်ပြန်တတိကောင်းတာပြောတာမဟုတ်ဘူးပြုတ်ဒီမဲ့ပစ္စည်းဆင်းရဲပြီမဲ့လို့စေတနာချင်းရှင်ဘယ်သူနဲ့မှတုလို့မရတုလို့မမှီလို့ဘယ်သူနဲ့မှမတူအောင်စေတနာကောင်းမှန်းသိလို့ဘုရားသပိတ်အပ်လိုက်တာစေတနာချင်းပြိုင်ကြည့်လို့ဆိုလိုတယ်ပြုတ်ပြေရောမှလောက်မတူနဲ့ဘယ်သူမှမကြောက်ပြန်ရည်စူးတဲ့ဒီနိဗ္ဗာန်ကိုရည်စူးတဲ့ဒီနိဗ္ဗာန်ကိုကြီးစိတ်တောင်းကူမယ်ဗျာလေရှိတော်ကိုပါကိုဆွဲကြဗျာအဲ့ဒါလိုမြတ်သဘေကြီးနဲ့ကတော့ဘယင်မျက်တောင်ငွေစူးလားခွာကြတဲ့ကောင်ကြီးကောင်အေးသွားမြတ်သဘေဝဲကြီးတရားကစ1000စီပေးခဲ့မင်းချင်းယောက်ျားခေါ်ပြီးတော့ဟဲ့ပါတို့ခင်ဗျာအသဗျာတရားပေးမယ်ဟေ့ရောက်မလားငွေတရားမလုပ်ဖို့လဲဗျလူမသိငွေမရှာမြတ်တို့ဆိုတာရခဲ့တာမရောက်နိုင်ဘူးခင်ဗျာဟေး200ကွာရောက်မှာဘူးဗျ300ကွာရောက်မှုပြုတ်400ဟေးရောက်မှုဗျ900ကွာရောက်မှာဘူးဗျတပိတ်သေးတက်သွားဧကတပိတ်သေးတက်သွားတော့ဘယ်လောက်ထိသွားဘုရားမြတ်တပိတ်900မဟုတ်ပေါ့ကျွတ်တို့တပိတ်900ဆိုငါတီးကြသေးရကြည့်တပိတ်သေးတက်သွား600 900 800 900အဲ့ကောင်1000ကွာအိုးခမရဘာသာ1000ယုံကလို့လဲနေမရောက်ဘူးရောက်မှုတယ်ဗျမှန်လားပါဗျာမြတ်သပိတ်ငွေ1000နဲ့မရောက်မှုတဲ့ဗျာတစ်သက်လုံးစားခြင်းနဲ့ယာရုလိုခြင်းလို့နဲ့တူပန်ယာရုနဲ့သွားမြောက်ချင်ဒီကောင်မင်းတကြီးလုံးမလားမလုပ်ပါဗျာဒီရွယ်ကြီးတမမဟုတ်ဆိုးခုံမှမျက်စောင်းတို့မခံရစီဘွားကြတဲ့ကောင်ဟဲ့ကောင်မင်းဟိုအမတ်လုံးမလားအမတ်မလုပ်ပါနဲ့ဗျာအမတ်ဆိုတာမတ်ရမမရင်ထိုးလဲတဲ့အမျိုးပါခင်ဗျာမလုပ်ချင်ဘူးတဲ့မတော်ရာတို့နဲ့မြောက်လို့လည်းမရပါဗျာအေးဒါပြသူ့နောက်ကလိုက်သွားဟဲ့သူ့နောက်ကလိုက်သွားပြီးဒီကောင်ကောင်းကောင်းမကတ်နိုင်ရဲ့မြတ်သဘယူတဲ့ဘုရားကိုယ်တော်မြတ်ကြီးအာနာစရာပါကွာအမလေးကောင်းကောင်းနဲ့မကတ်နိုင်ဘူးလို့ရှင်ဘရင်ကထင်တော်လဲမဟာတို့အိမ်ရောက်နေတာတရားဆိုတော့ခြုံလိုက်မယ်ဖြစ်ပုံသူထင်သေးနေကိုင်းဒီလိုနဲ့ဘုရားကိုယ်တော်မြတ်ပင်ပြီးကြွတော်မူပါဘုရားဆိုဘုရားကရှေ့ကသူကနောက်ကလမ်းညွှန်းဘုရားရှေ့ကမကြွဘဲနဲ့သပိတ်ကလေးဘုရားရှေ့ကမသွားဘဲနဲ့သပိတ်ကလေးထမ်းပြီးတော့နောက်ကလိုက်တော့အိမ်ရောက်တော့တရားနာပိဋကရေဒလိတလေးကစောင်းကွေးကလေးအိမ်မက်လှဲ့ပြီးတော့မင်းနေဘုရားကိုယ်တော်မြတ်ရောင်ကြီးတော်မုတ်ဦးကသူတို့တဲခုတ်ကလေးလှမ်းထိုးလိုက်တော့လင်းထိန်သွားမျက်စိလေးပုတ်တတ်ကြည့်ဟဲဘာရောက်ပါလိမ့်ဝင်းထိန်လို့နေရောက်လာရောက်ကြည့်အောင်မီရောက်တယ်မတူဒီအရောက်ကြီးမြင်ရပူပြင်းတဲ့ကိစ္စမရှိငါအေးမြတ်လှပါပြီဘာရောက်မှလိမ့်မတုံနောက်လဲကြည့်လိုက်တော့ဘုရားကိုယ်တော်မြတ်ကြီးနဲ့ဘွားကနေတွေ့ဟောတော့ဘလေးဘုရားကြွလာတယ်ဘုရားကိုယ်တော်မြတ်ကြီးတို့အိမ်ကြွလာပြီအမလေးတမ္မာတော်ဘာသွားပြင်တယ်
တို့အိမ်ကဟာကြီးနဲ့ဘယ်လွဲနေပါလိမ့်မလို့တို့အိမ်ကဟာကြီးဆိုတာဒုတ်ကြီးပြောရတာအဲ့လေမဟာဒုတ်ကြီးပြောရတာကိုမဟာဒုတ်ကြီးနဲ့ဘယ်လွဲနေပါလိမ့်မတို့နဲ့တရားနာပရိသတ်ကြီးအဲ့ဒီကဲ့သို့စိတ်ကူးနေတော့မဟာဒုက္ခလည်းမြင်တဲ့ခြင်းတကောဖယားနဲ့ကွဲနေလို့မမြင်တာမြင်စေခြင်းလုံးလို့တပိတ်ကလေးထမ်းပြီးပြုံးဖြီးပြီးနဲ့မျက်နှာလေးဘေးထွက်ပြမြတ်တပိတ်ရတဲ့လူဆိုတော့မရမြင်တဲ့ခြင်းနာပေါ့ဗျာကြွားခြင်းနာပေါ့ဖယ်သမားရင်ကြည့်မှာပေါ့နိုင်လာတဲ့ရဲ့ကြအတန်လေးစာနဲ့မင်းဇောရှိတယ်အိပ်ပလားကွာတော့နိုင်လာတဲ့ရဲ့မိမတွေကပြောတယ်သေခြင်းစိုးတွေရှုံးလာတဲ့ဘယ်ကြောင့်ကထိုးအိမ်မှမသိဘူးဗျာကြည့်တရားနာပြေးသက်ရေဖဲသမားတောင်မှနိုင်လာတဲ့ရက်ကြတော့ဒီလိုကြွားသေးတာမြတ်သပိတ်ရကြွားပြီးမှာပေါ့မျက်နှာလေးထွက်ပြတော့ဟဲမလီကြည့်သားကိုမတို့ကြည့်ပါလားမြတ်သပိတ်ကြီးထမ်းလို့ဖယားကိုတော်မြတ်ကြီးအိမ်ကိုရအောင်ပင့်နိုင်တဲ့လင်သားမလေးငါလင်အရာတော်လိုက်လေချင်းဟဲ့ဒါမှတို့ကိုမဟာတို့ဘဝန္တလုံးလို့ပြိဿမြတ်သပိတ်ရတဲ့လင်သားဆိုတော့ချိန်မုန်းပြီမဲ့ပေါ့ဖဲသမားမရရင်ကြီးမှာပေါ့နိုင်လာတဲ့ရက်ကြဘာပြောတော့တော့စားကျင်တာပြောနော်တဲ့ချက်မကြွေးတာကြုတ်တာဝန်းတဲ့ဖဲသမားမရဘူးဒီနိုင်လာတော့စားကျင်တာပြောတဲ့ကြုတ်တာဝန်းမလို့သေးရဘူးတဲ့နိုင်တဲ့ရက်ရှုံးတဲ့ရက်ခေါင်းကိုက်ထိုင်ဝင်လာတော့ဘာပြောတော့သေချင်းဆိုကျုံးမောင်မကောင်းနေပြီမို့လားဒါကြောင့်တရားနာပြိဿမြတ်သပိတ်ရတဲ့လင်သားဆိုချီးမြှောက်ပြီမဲ့ပေါ့ဒီလိုနဲ့ဘုရားကိုတော်မြတ်သူတို့အိမ်နဲ့ကြွဝင်တော်မူလိုက်တော့လင်မယားတရားနာပြိဿငုံဝင်ရတဲ့ဘုရားကိုတော်မြတ်ခါမကန်ရဘူးတဇမိတ်ကမြင့်ပေးရဟောမြေကြီးကနှိမ့်ပေးကြတယ်ခါမကန်မဲ့ဝင်တော်မူနိုင်ပါတယ်ဗျာဘုရားကိုတော်မြတ်တရင်သုံးတော်မူတော်မှာကကျင်းသားနဲ့ဆုံးကပ်လို့မြတ်စွာဘုရားဖုံးပေးတော်မူပါဘုရားနဲ့ဒီလိုငရင်းသားနဲ့ဆုံးကပ်ပြီးတဲ့နောက်ဘုရားကိုယ်တော်မြတ်ကလည်းအာယုန်တေတိဝဏ္ဏတေတိဒုက္ခတေတိဗလံတေတိပฏิဘာဏတေတိဆံကျုံ၅ပါးတရားပြလို့တရားနာပရိသတ်ရေမဟာဒုတ်ကြီးလည်းပဲဆွမ်းဖုံးပေးပြီးတဲ့နောက်ဘုရားကိုယ်တော်မြတ်သပိတ်ကြီးထမ်းပြီးကြောင်းတော်လိုက်ပို့တရားမင်းကလည်းတရားနာပရိသတ်ကြီးကောင်းကင်သို့ပြန်မဟာဒုတ်အိမ်ပြန်ရောက်တော့အကျွင်းကြံကလေးစားပြီးလင်မယားနှစ်ယောက်မှွေးကနေအိတ်လိုက်ကြယတနာမိုးတွေရွာချလူစစ်ပေါင်နဲ့အိမ်နဲ့ဝင်းထိန်လို့တလိတာလေးကအရင်နိုးလို့မျက်စိပုတ်တကြည့်လိုက်ယရနာအယောင်လေးမြင်လိုက်တော့လေကိုမတို့ကျွတ်တော့ရင်မီးလောင်ပြီတော့မီးလောင်နေခြင်းနဲ့ဟာတော့ဘယ်တော့ဟာဆိုပြီးထားကြည့်လိုက်ပါကွာယရနာရီဟာဟေးနမတို့ကုသိုလ်ကြိုးပေးပြီးတို့ကုသိုလ်ကြိုးပေးပြီးနမရဲ့ဒါပေမဲ့လို့တရွေးကောင်းမှမရှိတဲ့လင်မယားဒါတွေတို့အိမ်ပြေးလာရင်ဖြင့်မင်းပြမင်းနာခံရလိမ့်မယ်တို့နဲ့မတန်ဘူးဘယင်ထံသွားအကြစို့သဘောကောင်းဘယင်သွားအဟဲ့မင်းပါကုသိုလ်ပြုဘုရားကျွန်တော်မျိုးကြီးဘုရားကိုယ်တော်မြတ်ငချင်းသားနဲ့ဆွမ်းကပ်ပါဘုရားဧကွယ်တာဖြင့်မင်းကုသိုလ်ကြောင့်ဖြစ်တာငါနဲ့မဆိုင်ဘူးအကုန်ပြန်ယူသွားတဲ့တပြားမှမယူဘူးအကုန်ပြန်ပေးအာဒုက္ခလည်းသဘောကောင်းရှင်မယင်ကလည်းသဘောကောင်းပြန်ပေးရုံနဲ့မကယရနာမိုးရွာချတဲ့တစ်ချိန်ငါတိုင်းပြည်သူလောက်ချမ်းသာတာရှိသလားမရှိပါဘုရားလို့ဆိုတော့မှတထေထီဆောင်တဲ့တကွာမဟာဒုတ်တို့ဇနီးမောင်နှံတထေရာဓုကအပ်လိုက်ပါပြီမဟာဒုတ်တို့ဘာဖြစ်သွားတော့တထေဖြစ်သွားတယ်နော်ဘာပြုလို့တထေဖြစ်ပါလိမ့်အလိုပေးလို့တထေဖြစ်တဲ့ဇနီးမောင်နှံတထေဖြစ်တဲ့နေရာရင်ကျုပ်အနီနဲ့ရတန်းကရရမှာပါဆက်ဟောရင်ပန္တိတသာမဏေအထိဆိုဇတ်ထုကအရှိကြီးဗျဒါနကံလေးကိုကျုပ်ဖြတ်ဟောရပါတယ်မဟာရုပ်တို့ဇနီးမောင်နှံအလှပေးလို့တထေဖြစ်သွားဗလားတရားနာပြိဿခင်ဗျားတို့ကအဲ့ဒီလိုတထေဖြစ်ချင်သလားမဖြစ်ချင်ဘူးလားဖြစ်ချင်ရင်လှူရမှာလားမလှူပဲနေရမှာ
ဒါဖြင့်အိတ်ထောင်နဲ့နှိုက်ကြခိတ္တရဆိုင်မဲ့ဟာဗတိုင်းပေးမဲ့ဖြတ်ပိုင်းကလေးတွေနဲ့လှူကြကမားရင်းကမမေ့မလျော့မပေါ့မဆန်းသောတတိတရားဖြင့်တံပါဒေထမိမိတို့ကြီးမှန်သမျှ6 သိန်းကုန်ကြမဲ့သာသနာပိတ်မှန်ကြီးအတွက်တစ်ဖက်တစ်လမ်းကတတ်စွန်းသမျှကြုံကြိုက်တဲ့အခါမှာလှူဒန်းနိုင်ကြပါစေကုန်သတည်း